ဆရာမျိုးထိုက်တန်သိန်း YouTube ထဲကဒေါက်တာတူးခေါင်ကိစ္စနဲ့ပတ်သက်ပြီးတော့တည်င်းအမှားတွေဖြစ်နေတယ်အမိုက်ကအစပြတ်တတ်မီးလောင်ပါလိမ့်မယ်အဲ့ဒီ YouTube ကိုကျေးဇူးပြုပြီးပြန်ဖြုတ်ပေးပါကျေးဇူးတင်ပါတယ်ရာဇဝင်လူလင်ဒါကိုတော့ကျွန်တော်တို့ပြတ်သားပြောချင်တယ်အဲ့တော့ကျွန်တော်ကသူတို့တွေတတိယဓာတ်ပြည်တွေကိုသွားတာကသူတို့ရဲ့ရွေးချယ်မှုဒါကျွန်တော်မပြောလို့နော်မပြောလို့သူတို့သမိုင်းသူတို့ရေးလိုက်တယ်တော့တာဝန်အကြီးကြီးတွေနဲ့ဒေါ်လာရဲ့ဓာတ်ဦးဆိုတဲ့ပုံစံမျိုးကိုယူထားကြတယ်ဆိုရင်တတိယဓာတ်ပြည်ကိုထွက်တယ်ဆိုကြတဲ့မှားတယ်အဲ့ဒီကြတဲ့ကကျွန်တော်တို့သခိုင်းတက်ကြကြတဲ့ကလုံးဝကျွန်တော်တို့အဲ့မှာပြောတာပဲလုံးဝလက်မခံဘူးတကယ်လို့တတိယဓာတ်ပြည်ကိုသွားမယ်ဆိုခင်ဗျားတို့ရဲ့ခွင့်ရသွားဒါပေမဲ့အဲ့ဒီတာဝန်ကိုတော့ပခုံးပြောင်းပေးခဲ့မြေပြင်မှာရှိတဲ့သူကိုပခုံးပြောင်းပေးခဲ့ကိုကထောက်ခံသူအရင်တော့ဘုံတက်သားအနေနဲ့ဝိညာဉ်လက်ဒီလိုဖြစ်စေချင်တာနော်ဒီလိုဖြစ်စေချင်တာတော့အဲ့ဒါကိုမတွေ့ရတဲ့အခါမှာဒါကြီးကိုတော့ကျွန်တော်တို့ကပြုပြင်ပြောင်းလဲမှုလုပ်ကိုလုပ်ရမယ်နော်ကောင်းမွန်သောခေါင်းဆောင်မှုရှိတဲ့ဇာလန်စကီတို့ရဲ့ယူကရိန်းမှာနော်ပြည်သူတွေကိုယ်တိုင်လည်းစိတ်သက်တက်ကြွပြီးတော့အောင်မြင်မှုတွေကိုမြေပြင်မှာယူကရိန်းမှာဇာလန်စကီကိုယ်တိုင်လက်တွဲတိုက်ပွဲဝင်နေပြီးတော့နိုင်ငံတကာကအထောက်ပံ့ကောင်းတွေရနေသလိုညံဖြစ်သောခေါင်းဆောင်မှုရှိတဲ့ဟာမတ်စ်ကြောင့်သူတို့ရဲ့ပါလက်စတိုင်းပြည်သူတွေအာရပ်ပြည်သူတွေတေဆုံးရတယ်ဆိုတာမြင်ကြမှာဖြစ်တယ်နော်ထို့ဒီသူဆိုပဲကျွန်တော်တို့မြန်မာနွေဦးတော်လိုင်းရေးကြီးမှာဥဆောင်မှုနေရာကိုယူထားတယ်ဆိုရင်ခင်ဗျမြေပြင်မှာရှိကိုရှိရမယ်အဲ့တော့ NUG ရဲ့ညောင်များလာစွာသောဝင်ကြီးဝင်လေးဝင်မပေါ့မပါဝင်မလေးတလေးနော်အတွင်းဝင်အပြင်ထွက်အတွင်းမဝင်တဝင်ပေါင်းမြောင်များစွာအကုန်တော့ကျွန်တော်မသိတချို့တလေသိတဲ့ထက်မှာကျွန်တော်ပြတ်သားရှုံချခြင်းတာကတော့ဒေါက်တာတူးချာလို့ခေါ်တဲ့ကချင်လူမျိုးတွေကိုအရန်ကိုနော်တိုက်ခါချနေတဲ့ဒေါက်တာတူးချာခမရရှက်တက်လို့ရှိရင်ခမရထွက်သိမ့်ခမရကတူးခေါပြီးတော့ခြာလုံးအားကြီးလို့ပြောတာခမရထွက်ကိုထွက်သိမ့်ခမရဒီကချင်တိုင်းသားတွေကိုလုံးဝကိုစားမဖြစ်ဘူးတော့ခမရဒီခြာတာမှတူးကိုခြာနေတာတူးခါနဲ့ခေါပြီးတော့ခြာနေတာခမရထွက်ကိုထွက်တယ်ခမရရှက်တော့ရှိတယ်သလားနော်ခမရပြောတဲ့စကားကနော်ရံပုံဝင်မရှိရင်ရက်လိုက်ယုံပဲရှိတယ်ဆိုတဲ့စကားခမရဘလို့စိတ်တဲ့နဲ့ခမရပြောတာခမရဒါဝင်ကြီးတယောက်ပြောရမယ်စကားမဟုတ်နော်ဒါအပြင်ကိုကျွန်တော်ခမရကိုလေစောင့်ကြည့်နေတာတော်တော်ကြာပြီခမရဘောင်နေကြော်တာကြီးကတအားကိုများလွန်အားကြီးလို့ယနေ့အချိန်မှာတော့ခမရကိုဘိုင်နေနဲ့ကျွန်တော်ဝေဖန်ခြင်းဖြစ်တယ်နော်ကျွန်တော်တောင်းဘိုင်နေနဲ့ကျွန်တော်မပြောဘူးရှောင်းတယ်ဒါပေမဲ့ခမရသည် NUG အစိုးရအဖွဲ့ထဲမှာအလွန်ထူးခြားသောတူးချသောအကောင့်တစ်ခါခြာလွန်းသောသူ့ဖြစ်တဲ့အတွက်ကျွန်တော်ပြောရခြင်းဖြစ်တယ်ပြီးခဲ့တဲ့ရက်ပိုင်းကခမည်းပြောတဲ့အတန်းဖိုင်ကျွန်တော်ထပ်တွေ့ရတယ်အဲ့ဒါကဘာလဲဆိုတော့မြေပြင်မှာရှိတော့ဘာလို့ရမှာလဲတဲ့ဝင်ကြီးတွေကတဲ့ဟာခမည်းဗျာခမည်းဘလို့လဲဗျာခမည်းမှာအုံနောက်ပါရဲ့လားဆိုပြီးကျွန်တော်တဲ့မေးရလိမ့်မယ်ခမည်းအဲ့ဒါတော့မစင်းစားတဘူးမသိဘူးဆိုတဲ့တူချာခမည်းဒေါက်တာကလည်းဆရာဝန်ဒေါက်တာဘွဲတော့မဟုတ်ဘူးဗျကျွန်တော်ထင်တယ်နော်ထားပါတော့ဒေါက်တာဘွဲနဲ့အရေးချင်းဟိုပညာဟိုနဲ့အရေးချင်းရှိတာနဲ့အုံနောက်ရှိတာနဲ့ကမဆိုင်ဘူးနော်ခမည်းဘာဒေါက်တာလဲဆိုတော့ကျွန်တော်စိတ်ဝင်စားအောင်ဒါပေမဲ့ခမည်းရဲ့စဉ်းစားတွေးခေါ်မှုပြောဆိုမှုအားလုံးကတော့ဘာမှဝင်မှုကျွန်တော်တို့ NUG အစိုးရထဲမှာဝင်ကြီးတယောက်အနေနဲ့ခမည်းကိုမြင်ရတာတော်လေရေးအတွက်ကတော်တော်ဆိုးတယ်ခမည်းကတော့တကယ်ကိုလဲတဲ့လူထဲမှာရှက်တက်လို့ရှိရင်ကိုယ့်ဘက်ကိုနှုတ်ထွက်ရမယ်ထဲမှာခမည်းပါတယ်ဘာကြောင့်လဲဆိုတော့ခမည်းဘောင်ကြော်တိုင်းတအားများတယ်ကျွန်တော်တောက်လျှောက်စောင့်ကြည့်တယ်နောက်ဆုံးမြေပြင်မှာရှိတော့ဘာလို့ရမှာလဲဆိုတဲ့ခမည်းရဲ့အတွေးခေါ်စဉ်းစားမှုပြောဆိုမှုအရာကတော့အရန်ကိုခြာလွန်အားကြီးတယ်တူးပြီးတော့ခြာလွန်အားကြီးတယ်အဲ့တော့အမှန်ပဲဗျာနော်အဲ့တော့အစိုးရအဖွဲ့ကကိုဒီလိုတူးခါပြီးတော့ခြာနေတဲ့သူတွေကိုဘာလို့အရေးမယူရဲတာလဲတကူဆိုလို့ရှိရင်တာဝန်ခံမှုတာဝန်ယူမှုကို
ဘာလို့မလုပ်ရဲတယ်လဲဆိုတာကိုလေကျွန်တော်တို့အံ့ဩတယ်အဲ့ဒါအမှန်တရားကိုကျွန်တော်ပြောတာတကယ်ကိုအံ့ဩတယ်နော်အမေစုလက်ထက်ကနော်တင်မိ diplomacy တင်မိ policy ကိုသုံးခဲ့တယ်ယနေ့ချိန်ဒီအမေစုရဲ့ NLD အစိုးရလက်ထက်မဟုတ်တဲ့အတွက်ခင်ဗျားတို့ policy တော့ပြောင်းတင်တယ်ခင်ဗျားတို့တစ်ချိန်တော့ကနော်ဟို NLD ဖြစ်ခဲ့တဲ့အတွက် NLD policy ပဲဆက်သုံးသလိုဖြစ်သလိုတော့ရှိတယ်ကျွန်တော်ပြောပြမယ်ယနေ့အချိန်ကပွင့်လင်းမြင်သာမှုကိုပြရမယ်အချိန်ဖြစ်တယ်နော်တာဝန်ယူမှုတာဝန်ခံမှုကိုလက်တွေ့ပြကြရမယ်အချိန်ဖြစ်တယ်ဒါကြောင့်မလို့ခင်ဗျားတို့ဘလို့တာဝန်ယူလိုက်တယ်ဘလို့တွေလှုပ်ထားခဲ့တယ်နော်မြေပြင်မှာဘလို့လက်တွဲပြီးတော့တိုက်ပွဲဝင်တယ်ဒါမျိုးလှုပ်ရမှာဒီလိုအချိန်မှာအဲ့ဒါကိုနော်ခင်ဗျာကိုတူးချခင်ဗျားကမြေပြင်မှာဝင်ကြီးတွေရှိတော့ကောဘာလှုပ်ရမှာလဲဆိုတဲ့ပြောတယ်ခင်ဗျားဟာကြီးရတယ်ခင်ဗျားအဲ့ခင်ဗျာဝင်ကြီးဆိုတဲ့တောက်ဝင်တယ်ခင်ဗျားနဲ့မသိတော့ဘူးကြာသလားအဲ့ဒါအမှန်တရားပြောတာ Ya nego what kimi mngasa re na tra tapung ni phe chaw na mtu ya tra solar pya msum the e nego stop na nego battery ma yong lom battery lom ne na nego nang go AC clock nego na DC mà lo mà này có rồi DC nó one nó ấy đây DC one nó DC one nó sẽ này có AC one nó AC one nó AC DC one